ကျွန်တော်ကိုကယ်ပေးလို့ကျေးဇူးပါရပါတယ်ဒါနဲ့မင်းနာမည်ဘယ်လိုခေါ်လဲကျွန်တော်နာမည်အောင်စံပူပါလီးတော့မကယ်ဘူးကွာညီမလေးတို့လိုတာရှိရင်ကိုကြီးကိုပြောနော်အဖေအမေကရေကုန်သွားလို့တင်ပေးပါအောင်နဲ့ဒီကောင်လူကြားတဲ့ဘာတွေလာပြောနေမှမသိဘူးတော်သေးတာပေါ့နာမည်ကအဖေမို့လို့ခဏလေးတင်းဆောင်နေရဲ့အာ你把这样ညညလာကူကွာမညညမအောင်မညညမနော်မညညတော်စမပါရောလားပါတယ်မပါတော့မဟုတ်ဘူးနော်ရှစ်နော်ပါစင်ကူကွာထွားလာလားတော်မတွေ့ညညလာပဲအဲ့ဆက်စားနေပြန်ခေါ်လीနော်ကြံထူးမယ်ကူမတွေ့တော့လီးပဲအယောจำฟังมีပါ你好不出大比啦哎呦我的妈ဒီလိုလောက်တာပြီးလားလို့ပြောတာမြန်မာမနေကြလို့နိုင်ငံခြားသွားတာအီရန်နဲ့အမေရိကန်စစ်ဖြစ်နေလို့ပြန်ပြေးလာရတယ်တော်သေးတာပေါ့စက်ပတ်ထဲဒုံးကျည်ဝင်တော့မလို့ငါဥယျာဉ်ဟင်းတစ်ခွက်နေဥယျာဉ်တော့အတန်ကျက်ဆက်ဟာနေမေဆောက်ွက်တကယ်ကြိုက်တယ်ဟာ Oh my god နင်ချင်းစော့နေရဆိုကြာပေါ့အဲ့အကြောင်းထင်တယ်နင်အရင်ကထက်ပိုကြည့်လို့ကောင်းလာရယ်နော်ဟောရှက်မနေပါနဲ့နင်ကောက်ကြိုက်နေပြီမလားစုတောင်းလေစုတောင်းပေါ့စိတ်ကိုမဝင်စားတာဗလာကြီးရဲ့ယောက်ျားတွေအကုန်လုံးဂွေးတိုလေးတွေဆိုတာလူတိုင်းသိတယ်ကျော်ကြီးနင်မမတော့မိမစီလာလေကွာဟဲ့နော်ဖောနင်မူးနေလေအေးဆေးသွားအိတ်နော်ကျော်ကြီးခေါင်းကြီးဟေးနော်ဖောမလုပ်ပါနဲ့ဟာငါမနိုင်တော့ဘူးဟဲ့ဘာလဲကြွကြဲတာလားနင်ကဒီထက်ပိုပြီးကလေးစရိတ်တွေဆိုငါမရှာနိုင်တော့ဘူးကအစကတော့ပျော်တတ်တယ်ဆိုပြီးအရက်သမားမိမတော်မိတာမူးလာတာနဲ့တိုင်းစုံချခံရတာပူတူးတွေလည်းတန်းစီနေပြီကျော်ကြီးအော်အဖေရဲ့ဓမ္မမိတ်ဆွေဦးလေးကြီးတယောက်ဆုံးသွားတော့စိတ်မကောင်းလိုက်တာဆီယမနန်းကြီးဓမ္မမိတ်ဆွေကဂေါ်လီ3လုံးနဲ့ဟုတ်ဒီမှာ不见，马龙你啊，你呀嘞，你这一堆屁，人家这里的哪呀？是把你吓掉了，好嘛？我找我看，澳洲你找你了，明个来乌呀，我找澳大产的了，你那个呢？明个来乌呀的话，你澳的了吗？别笑。啊，你有记得哈？你ငါ့ကိုဗာကြည့်ကြိတ်ထူးသဖြင့်ကတော့နင့်ရဲ့ရေတံလေးပေါ့ဟာကိုကမင်းကိုလက်ဆောင်ပေးမလို့စောင့်နေရပါဘာလက်ဆောင်ပေးမှာလဲဒီပစ္စည်းလေးကကိုယ့်ဘဝအတွက်အရန်ကိုတန်ဖိုးကြီးပါတယ်ဘာကြောင့်လဲဆိုတော့ကို့အဖေကိုယ်တိုင်ကို့အမေကိုစွတ်ပေးခဲ့တဲ့ပစ္စည်းလေးမလို့ပါဒါလေးကိုလက်ဆောင်ပေးစင်တယ်လက်ခံပေးဖို့အတွက်လည်းအနှုံညွတ်တောင်းပန်ပါတယ်အဲ့လိုလက်ခံပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ကျေးဇူးပြုပြီးတော့မျက်လုံးလေးမိတ်ပေးထားလို့ရမလားဖွင့်လို့ရပြီရှင်တော့မရဲလို့တကဟုတ်တယ်လေဘာဖြစ်လဲမရိုက်သွားတာလက်လက်စုပ်ဆရာလက်စုပ်ကဖောက်တော့မဖောက်ဘူးဘာအနက်လေးလည်းမသိနဲ့ချေပြောရင်မောင်ချစ်တဲ့အကြောင်းကိုပြောလို့မှမဟုတ်ဘူးချိန်ကြီးကလည်းကုန်လိုက်တာကွယ်ဒီလောက်တွေ့ရပြောရရင်လည်းရှင်းတတ်ပါအောင်မောင်ရဲ့နှုတ်ရက်တီးမှထပ်ပြီးတွေ့ကြသေးတာပေါ့နော်ဟုတ်တော့ပါတယ်ဒါပေမဲ့ဆိုတာဘာဖြစ်လို့လဲမောင်ရဲ့မဘူးရသေးဘူးလေအောင်ကြီးနင်မိန်းမပြောက်သွားဘာလို့ရဲစခန်းသွားမတိုင်တာလဲအေးဟုတ်တယ်ဟိုတခါဆိုင်ကယ်ပြောက်လို့တိုင်တော့လေသူတို့9ရက်အတွင်းရှာပြီးပြန်လာပေးသွားတယ်
ဒါမဲ့ငါစခန်းတော့မတိုင်ပြစီနဲ့ဟာ အဲ့လေအဲ့ဒါနဲ့တိုင်နေတာဘောကနေမိမပျောက်သွားတာ ဒါမဲ့အဲ့ဆိုင်ကယ်ရတော့ငါတို့က4ရက်လောက်သုံးပြီးမှပြန်ပေးတာ 哎呦我的妈！ ကိုကိုလို့ အမလေးနားချပြင်းကတ်တာအဲ့လိုမခေါ်ဆမ်းပါနဲ့ ငါလည်းမရခင်တော့နေပြငါတန်အော်တန်နေပါဆို Oh no！ အခုလည်းအော်အော်တန်ပါပဲဟိုရထားဆွဲတဲ့အော်အော်တန်လေး အဲ့တန်ပေါက်နေနဲ့ဖားကြရလားမရှင်းတော့ ကိုအကိုကနားမကောင်းလား ကောင်းပါတယ်ဘာဖြစ်လို့လဲ အားဆိုညီမရင်ခုန်တန်ဘာလို့မကြားရတာလဲ ညီမအတွင်းငံဝက်ထားလို့လေ ဒါလို့ 哎呦我的妈！ ကိုရက်တပြန်တောင်းနေဆို နည်းနည်းတောက်တာပါတဲရတယ် အရက်နဲ့တဲလဲမယ်ဆိုရင်ကိုလဲမှာလား ဆိုင်တွေကလဲလောက်ပါမလား ကြွားတယ်လို့တော့မထင်စေချင်ဘူးပြီးရတဲ့လားစုထားတဲ့ငွေလေးနဲ့ကိုကရွှေသိမ့်မကြိုက်တော့စိန်တစ်လုံးဝယ်လိုက်တယ်လိုချင်လို့သာဝယ်လိုက်တာကိုယ်တိုင်ကနားမလဲဘူးလေနားလေတကြမ်းတဲ့သူကိုပြကြည့်တော့မချစ်စုကြီးဖြစ်နေတော်သေးတယ်ချူ ယောက်ျားနိုးလိုက်လား အေးမမ သူစားလေးစားအောင်မလား စောဝိုင်ကွာညာလေခါရင်နာ ရှင်းအောင်တော့လေအဲ့ဒါပဲစဉ်းစားနေနော်ကျမပြောလေဝိဆိုင်ဝယ်လာစမူစာကိုပြောနေတာအဲ့ဒီဘာကောင်ရတော့မတော့မတရားကြံလိုက်ပြီ ဘာဒီကောင်တော့ရုံးပါလေကောင်ပဲကွာ ဟုတ်တယ် ငါကြမခေါ်ဘူး ရက်တွေတောက်လာရင်ကျမတူတူမိတ်နိုင်နော် sorry ပါ ခဏနေဦးဒီညအရက်တောက်တာပြင်ဦးကျုပ်တွေရောနွားနို့တွေရောရုံးတွေလေးအတောက်50လောက်မြည်လာတယ်ကွာသဘောပေါက်လား တကယ်လား မင်းနေမကောင်းကွာဆံမျိုးလေးတောက်လိုက်ပါ မတောက်ချင်ပါဘူးတော့ အဲ့ဆိုငရဲကြောက်ဖို့လေးစီစမ်းလိုက်မယ်လေစားမလား မစားချင်ပါဘူး အဲ့ဆိုရင်ကွာမင်းကရင်းလိုက်အောင်ရန်ရန်လေးပြုတ်ပြီးမယ်လေ အဲ့ဒါတွေတခုမှမစားချင်ဘူး ခွေးစီစာကျွေးလိုက်ပါဖေဖေယာ ကလေးကမှတိတဲ့သေးတယ် ကိုဖုန်းထဲမှာမကောင်းတဲ့ကားတွေတွေ့ရနော်ကိုဘာလို့အဲ့အရာကြီးကြည့်နေရလဲ အောင်ချစ်အောင်လေကွာပူတောင်းနေပါလေနော် တော်ပြီချစ်မကြိုက်ဘူးအဲ့လိုကားမျိုးတွေမကြည့်နဲ့ပြီးတော့အဲ့လိုကားတွေကိုကြည့်ရင်မျက်စိမုံတတ်တယ်တဲ့ကျမကြီးလည်းမကောင်းလို့ရှာဝင်ရပြောတယ် ချစ်ကွာဒီဘက်မှာလေအဲ့တော့ 哎呦我的妈！ မမဖဖေကဖိုင်းပိုင်းနေတယ်ငါကောင်းကောင်းလို့ပါလို့တမီးရယ်မပြောနေစားတိုင်းမှာပြောလိုက်ဟဲ့လောင်စားအမမူယူပြီးတော့တွားပိတ်နေရလေနေပြန်လာတာနဲ့ငါကြောင်ကောင်းကောင်းသိစရာမယ်နေပြန်လာတာနဲ့ပိတ်မိုးတာပြေနေပိတ်ချင်းဆို